တခြားနေရာတွေမှာတော့ဒီလိုအစိပ်ပြင်းတဲ့မွေတွေကိုမြင်တာနဲ့လူတိုင်းကကြောက်လန့်တကြားထွက်ပြေးကြပါလိမ့်မယ်ဒါပေမဲ့ဗီယက်နမ်နိုင်ငံကိုရောက်သွားတဲ့အခါမှာတော့ဒီအစိပ်ပြင်းမွေတွေဟာကြောက်စရာသတ္တဝါတွေမဟုတ်တော့ပဲခွန်အားဖြစ်စေတဲ့အရာသာထူးခဲ့တဲ့နေလည်စာတနက်ဖြစ်သွားပါလိမ့်မယ်ဒါဟာရိုးရိုးစားတောက်မှုတွေမကပဲခရီးသွားတွေအတွက်တော့စိတ်လှုပ်ရှားစရာ experience တစ်ခုဖြစ်ပါလိမ့်မယ်ပတ်စံတက်တီနဲ့အသက်ကိုပေးပြီးမှစားလို့ရတဲ့ဟင်းတစ်ခွက်ခမည်းမြင်မှုသမျှအစားအစာတွေထဲမှာဒါကအဆန်းဆုံးနဲ့အထူးခြားဆုံးဖြစ်နေပါလိမ့်မယ်ဗီယက်နမ်နိုင်ငံရဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်တဲ့ဒီမွေသားဟင်းလျာကဘလိုမျိုးအသက်အန္တရာယ်ရှိတဲ့သတ္တဝါကနေတန်မိုးကြီးဟင်းပွဲဖြစ်လာတာလေဗီယက်နမ်နိုင်ငံသားတွေဟာမွေကိုမိသားစုတစ်ပိုင်းတစ်နိုင်ကနေစက်မှုလုပ်ငန်းအဆင့်အထိမွေးမြူကြပါတယ်ဗီယက်နမ်မှာမွေသားကိုတဘာဝအတိုင်းဖမ်းဆီးရုံနဲ့မကပဲစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတွေပါအကြီးအကျယ်လုပ်ကိုင်ကြပါတယ်အထူးသဖြင့်မွေဟောင်းနဲ့လင်းမွေအမျိုးအစားတွေကိုအထူးကထားမွေးမြူကြပါတယ်ဒီမွေးမြူရေးခြံတွေကစားတောက်ဆိုင်တွေအတွက်အထူးကကုန်ကျန်းပေးသွင်းရာနေရာတွေဖြစ်ပါတယ်မွေတွေကိုအုတ်ကန်တွေဒါမှမဟုတ်တန်တကာအကန်လေးတွေနဲ့ပြီးသန့်ခွဲထားပါတယ်ဒါဟာမွေချင်းချင်းကိုက်ဖြတ်စားတောက်ခြင်းကိုကာကွယ်ဖို့အတွက်ပါမွေတွေကြီးထွားမှုမြန်စေဖို့အတန်လူတွေကိုပြုပြင်ပြီးကျွေးတဲ့စနစ်ကိုလည်းအသုံးပြုပါတယ်စားသုံးဖို့အတွက်မွေအမျိုးအစားပေါ်မူတည်ပြီးကြာချိန်ကွာခြားနိုင်ပါတယ်မွေပေါလေးတွေဘွားကနေချောင်းလန်းဝင်ဒါမှမဟုတ်စားသုံးလို့ရတဲ့အရွယ်ရောက်ဖို့တစ်နှစ်ခွဲကနေ2နှစ်ဝန်းကျင်ကြာတတ်ပါတယ်ဒါတော့အဖြစ်မွေရဲ့အလေးချိန်1ကီလိုဂရမ်ကနေ2ကီလိုဂရမ်အတွင်းရှိလာပြီဆိုရင်စားသုံးဖို့အတွက်တင့်တော်တဲ့အရွယ်လို့သတ်မှတ်ပါတယ်ဒီအရွယ်မှာအသားတက်အပြည့်ဝပြီးအရသာအကောင်းဆုံးလို့ယူဆကြပါတယ်တချို့မွေဟောက်အမျိုးအစားတွေကိုတော့ကြီးထွားနှုန်းပိုမြောင်ဝေမွေပြီးတစ်နှစ်ကျော်တာနဲ့အသားအတွက်အသုံးပြုလေ့ရှိပါတယ်မွေတွေကယောဂကျက်လေတဲ့အတွက်ကံတွေကိုအမြဲ6သွနေအောင်ထားရသလိုအပူချိန်ကိုလည်း25ဒီဂရီကနေ30ဒီဂရီစင်တီဂရိတ်အတွင်းထိန်းသိမ်းပေးရပါတယ်အစိတ်ရှိမွေတွေကိုကင်တွယ်ရတဲ့အတွက်မွေးမြူသူတွေဟာလည်းအသက်အန္တရာယ်ရှိပါတယ်ဒါကြောင့်မွေကင်နီးပညာကိုငယ်စဉ်ကတည်းကသင်ယူကြရတာပါဗီယက်နမ်မှာမွေကိုအလားအမဖြစ်စေရဆိုတဲ့မူနဲ့အစားအဆုံးအသုံးချကြပါတယ်မွေကိုဆေးစိမ်အရက်အဖြစ်အများဆုံးအသုံးပြုပါတယ်မွေတစ်ကောင်လုံးကိုစမ်းအရက်ထဲမှာဆေးပတ်ဝင်အပင်အမြင့်တွေနဲ့အတူလားနဲ့ချီပြီးစိမ်ထားတာပါမွေဆေးစိမ်အရက်ကိုများသောအားဖြင့်3လကနေ6လအထိကြာအောင်စိမ်ထားလေးရှိပါတယ်တချို့ကပိုပြီးအာနိသင်ရှိဖို့တစ်နှစ်ကျော်အထိကြာအောင်စိမ်ထားတတ်ကြပါတယ်ဒီလိုကြာရှည်စွာစိမ်ထားခြင်းကမွေအတွင်းမှာပါဝင်တဲ့အဆိပ်အတောက်ကိုအရက်ကတက်ပြည့်စေပြီးမွေရဲ့အဆိပ်ကလင်းလေးကနေပရိုတင်းကိုခြေဖြတ်ဖို့အတွက်ဖြစ်ပါတယ်ဒီအရက်ကအကျော်အဆစ်ကိုက်ခဲ့တာခါနာတာသွေးလည်ပတ်မှုမကောင်းတာတွေကိုတတ်တာသေးပါတယ်အရက်ထဲမှာပါဝင်တဲ့အီသနောကမွေစိတ်ကိုပြက်ပြည့်စေတယ်လို့ဆိုနိုင်ပေမဲ့အများနဲ့100ရာခိုင်နှုန်းမသိကြပါဘူးအကယ်၍အရက်ကပြင်းအားကမလုံလောက်တာဒါမှမဟုတ်စိန်ထားတဲ့တက်တန်နှုတ်နေတာကလည်းကြန့်ရှိနေတဲ့အစိတ်ကအာယုံကြောဒါမှမဟုတ်ကြောက်ကက်ကိုထိခိုက်စေပါတယ်ဆိုလိုတာကဆေးစိန်တာ3လမကျော်ပဲတောက်မိရင်တော့မွေစိတ်ကိုတောက်မိတယ်လို့ဖြစ်ပြီးလောကကြီးနဲ့အပီးတိုင်အဆက်အသွယ်ဖြစ်သွားမှာပါစားသောက်ဆိုင်အများစုမှာမွေဟောင်းနဲ့လင်းမွေတွေကိုအဓိကထားရွေးချယ်လေးရှိပါတယ်ဖောက်သည်တွေအနေနဲ့မိမိစားလိုတဲ့မွေကိုကိုယ်တိုင်ရွေးချယ်ခွင့်ရလိမ့်ရှိပြီးမွေဟာလက်ဆက်နေဖို့ကအဓိကကျပါတယ်မွေသားကိုဟင်းလျာအဖြစ်မချက်ခင်မှာအစင်အလာရပြုလုပ်လေးရှိတဲ့အဆင့်တွေရှိပါတယ်မွေကိုတက်ပြီးထွက်လာတဲ့သွေးကိုဆန်ရက်နဲ့ရောဆက်ပြီးတောက်လေးရှိပါတယ်တချို့စားသုံးသူတွေကလက်ဆက်တဲ့မွေနှလုံးကိုအရက်နဲ့အတူတူမျိုးချလေးရှိပါတယ်သဲရည်ကိုလည်းအရက်နဲ့ရောပြီး snake gale wine အဖြစ်တောက်သုံးကြပါသေးတယ်မွေတစ်ကောင်လုံးကိုအစိပ်အပိုင်းတစ်ခုမှအလေးလင်းမရှိအောင်ဟင်းလျာမျိုးပြုလုပ်ကြပါတယ်မွေအသားလွှာကြောမွေစွပ်ပြုတ်မွေရေခွန်ကြောမွေအစာတွတ်မွေသားထောင်းစတဲ့နှင်းမျိုးတွေကိုလည်းပြုလုပ်ကြပါတယ်ဗီယက်နမ်မှာမွေသားကိုနှီးစင်စားတောက်တဲ့အစားအစာထက်အထူးအခမ်းပွဲဒါမှမဟုတ်တငယ်ချင်းအပေါင်းအသင်းတွေစုပြီးစားတောက်ခြင်းမျိုးမှာပိုပြီးစားလေးရှိပါတယ်အထူးသဖြင့်ဆောင်းရာသီမှာမွေသားစားတာကခန္ဓာကိုယ်ဝေးချွေးစေတယ်လို့ယူဆကြတာပါဗီယက်နမ်မှာမွေသားစားမယ်ဆိုရင်မွေဟင်းလျာနဲ့ပတ်သက်ပြီးကဘာကျော်တဲ့အရက်ဒေသကတော့ဟန်နွိုင်းမြို့အနီးမှာရှိတဲ့လီမတ်ကြီးရွာပဲဖြစ်ပါတယ်ဒီရွာကိုမွေရလို့လူတီများကြပြီးမွေဖမ်းခြင်းဝင်းမြူခြင်းနဲ့ဟင်းလျာချက်ပြုတ်ခြင်းအစဉ်လာဟာရာစုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်ဟန်နွိုင်းမြို့လေကနေအရှေ့ဘက်9ကီလိုမီတာအကွာမှာလွန်ပိုင်းခရိုင်မှာတည်ရှိပါတယ်ဒီဒေသမှာမွေကိုအာဟာရပြည့်ဝတဲ့အစားအစာတစ်ခုအနေနဲ့မကပဲကျန်းမာရေးအတွက်ဆေးဘက်ဝင်တယ်လို့ယုံကြည်ကြပါတယ်မွေရဲ့အသားကဘယ်လိုရှိလဲတကယ်ရောစားကောင်းလို့လားမွေရဲ့အသားကကြက်သားနဲ့ငါးကြားကအခြေအနေရှိပါတယ်ကြက်သားထက်ပိုပြီးကျစ်လက်တယ်ဝါရတာအနည်းငယ်ပိုမာတယ်လို့ဆိုနိုင်ပါတယ်အထူးသဖြင့်မွေရဲ့ခန္ဓာကိုယ်ဟာကြွက်သားတွေနဲ့ပဲဖွဲ့စည်းထားတာကြောင့်အဆီဓာတ်နည်းပြီးအသားကအမြင်လိုက်ဖြစ်နေတတ်ပါတယ်မွေရဲ့အဓိကထူးခြားချက်ကတော့နံရိုးလေးတွေအများများတာပါဒါကြောင့်စားတဲ့အခါငါးစားသလိုမျိုးအရိုးတွေကိုတေချာတန်းစင်ပြီးမှစားရလိမ့်ရှိပါတယ်
VNN ရောက်ရင်မွေသွေးအေးရဲ့နဲ့မွေသားဟင်းကိုစားရတဲ့တငယ်ရင်းတွေကိုဒီဗီဒီယိုအောက်မှာမန်ရှင်းခေါ်သွားလိုက်ပါဦးစားကြည့်ရင်လည်းဆိုတဲ့လူတွေနဲ့အလကားပေးရင်တော့မစားဘူးဆိုတဲ့လူတွေဘယ်သူပိုများမလဲသိချင်လို့ comment မှာမဲပေးခဲ့ကြပါဦးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလုံးလေးကိုနှိပ်ထားခဲ့ပါဦးနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်